ပုံနဲ့လာသည့်အရက်ကိုယ့်ဘာသာနေတော့ကအကောင်ဒါပေမဲ့တစုံတစ်ယောက်ကမကောင်းစင်းတစ်ခုကိုကိုယ်စီတဲလာတော့မှဆင်ញရတာမျိုးဖြစ်ဘူးလားတခါတလေခမန်းစိတ်ဆင်ရနေရတာကသူများတွေတဲလာတဲ့အပုံနဲ့တွေကြောင့်ဖြစ်နေတတ်ပါတယ်တခါတလေကြပြန်တော့လဲကိုယ်တိုင်အပုံနဲ့ထွက်နေတဲ့အမိုက်ပုံနာတဝဲလဲလဲသွားလုံနေတာကြောင့်ပါအမိုက်တွေတဲလာတဲ့သူတွေကိုရှောင်ရှားဖို့လိုသလိုအမိုက်ပုံနာတဝဲလဲလဲသွားမလုံမိဖို့လဲလိုပါတယ်မှန်ကလည်းမသေးချာကောင်းတဲ့ရင်ကလည်းမဟုတ်ဘာများလုပ်လို့ရလဲဆိုတော့ဘာမှလည်းလုပ်လို့မရပြန်အဲ့ဒီလိုသတင်းမျိုးတွေကိုခမားဘဝတွေကိုဝင်မလာအောင်ခမားကာကွယ်တားဆီးရမှာဖြစ်ပါတယ်ဖြစ်တဲ့နာကကိုယ့်ကိုစိတ်ချမ်းသာစေတဲ့အရာဘဟုတုတရစေတဲ့အရာတွေနဲ့တင်ကိုယ်တင်ဝင်ရန်ထားပါဒါဆိုခမားဘဝမှာလည်းစိတ်ဆင်းရဲစရာတွေနေသွားပါလိမ့်မယ်ကိုယ့်ဘောဆုံးမြင်နေတဲ့လူတိုင်းကိုလည်းတုတ်ပြန်နေစရာမလိုပါဘူးတခါတလေသင်ခန်းစာယူတဲ့အခါသင်ခန်းစာယူပြီးကိုလံကိုဆက်လျှောက်လိုက်ပါအဆုံးမြင်ဝါဒီသမားတွေကိုတုတ်ပြန်မှုနဲလာရင်ခမည်းဘွားကလည်းအရင်ထပ်ပို့ပြီးအေးချမ်းလာပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်